ဟုတ်ပြီတကယ်ဖြေတော့မလားတကယ်နာမည်လေးနဲ့အသက်လေးနဲ့အရင်မိတ်ဆက်ပေးပါဦးသမီးတပြည့်တော်နာမည်ခင်မကျော်ဗျခေမာကျော်ဗျကျော်အသက်က9နှစ်ဗျ9နှစ်ဟုတ်ပြီဘယ်နေ့လာတော့ရလဲဒီမှာနှုတ်ချိုဗျနောင်ချိုကနောင်ချိုကဘေးရန်ကင်းလားကင်းဗျမကင်းဘူးဟုတ်ပြီနော်နောင်ချိုမှာဘေးရန်မကင်းဘူးအခုတရားလာအထုတ်တော့ဘာတွေကိုတိသွားတာလဲဘာတွေကိုရှောက်ရှင်လဲဒီမှာကြီးကသမီးရုပ်အသက်လေးပြောမေးနေအောင်အသက်လေးပြော9နှစ်ဗျအဲ့အသက်က9နှစ်နာမည်ပြန်ပြောခင်မကျော်ဗျခင်မာကျော်အသက်9နှစ်နောင်ချိုကလာတာနော်နောင်ချိုမှာလည်းအခြေအနေမကောင်းဘူးမကောင်းဘူးဟုတ်ပြီအဲ့တော့ရင်ထဲမှာအဲ့တော့အဲ့တရားကိုဘယ်လိုရှုမလဲနော်အဲ့တော့နောင်ချိုကအခြေအနေမကောင်းတာအခုနောင်ချိုကအခြေအနေမကောင်းလို့ရန်ကုန်ရောက်လာတယ်နော်ရန်ကုန်ရောက်တော့တရားစခန်းဝင်ပြစ်သွားတာပေါ့နော်ချော်လဲပြီးတော့ရောထိုင်လိုက်တော့ဘာတွေတွေ့လဲအခုဗျာချော်လဲရောထိုင်ပြီးတော့တရားစခန်းဝင်လိုက်တော့အခုဘာတွေတွေ့သွားလဲဘာတွေသိသွားလဲရှောက်ရုပ်နံဗျာအေးရုပ်နံဟာမိုင်းလာမြင့်နေနော်ရှော့မတွက်နဲ့ဟုတ်ပြီရုပ်နံဘယ်လိုရှုမလဲအာယုံ6ပါးဘယ်လိုရှုမလဲရုပ်နံမြင်တာလေးကိုဘယ်လိုရှုမလဲရှောက်မြင်တာလေးကရုပ်တရားဗျာဩမြင်တာလေးကိုတိနေတာနံတရားဗျာဟုတ်ပြီစားချင်တာကနံတရားဗျာစားလိုက်တော့ရုပ်တရားဗျာဟုတ်တယ်ဖော့ပြန်နေရရုပ်တရားဗျာဖော့ပြန်တာကိုတိနေတာနံတရားဗျာဩအိတ်ချင်တာနံတရားဗျာအိတ်လိုက်တော့ရုပ်တရားဗျာဩဟုတ်ပြီစားချင်တာနံတရားဗျာစားလိုက်တော့ရုပ်တရားဗျာဟုတ်ပြီအဲ့တော့ဘယ်အချိန်ဒီမှာရှုတာလဲအဲ့ဒါဘယ်အချိန်မှာဘာတွေကိုရှုပြစ်လဲရှောက်ပါနော်ထင်းခွေချင်တာထင်းခွေထင်းခွေချင်တာနံတရားဟုတ်တယ်ထင်းခွေလိုက်တာရုပ်တရားဗျဟုတ်တယ်တွားချင်တာနံတရားဗျတွားလိုက်တော့ရုပ်တရားဗျဩကောင်းတယ်နော်ဟုတ်ပြီဟုတ်ဗျမြင်နေတာကရုပ်တရားဗျမြင်နေတာတိတာနံတရားဗျဟုတ်ပြီပြီးချင်တာနံတရားဗျဟုတ်ရုပ်တရားဗျပြီးချင်တာပြေးချင်တာလေချင်းနံတရားဗျကြီးလိုက်တော့ရုပ်တရားဗျအေးဟုတ်တယ်အဲ့လိုလုပ်သွားတာဗျနောက်တော့စောကျင်တာပဲဖြည့်သေးလားဖြည့်ဗျအေးဘယ်လိုရှုလဲစောကျင်တာကြတော့စောချင်တာကနံတရားဗျစောလိုက်တော့ရုပ်တရားဗျဟုတ်ပြီဟောင်းတော့တွားတိတ်ချင်တာနံတရားဗျတွားတိတ်လိုက်တော့ရုပ်တရားဗျဟောတွားတိုက်ချင်တာကနံတရားတွားလိုက်တော့ရုပ်တရားမှန်တာပေါ့မကြီးနဲ့တကယ်ပြောနေတာကနော်ဟုတ်ဗျဟုတ်ပြီရှောက်ဖျားကြောချင်တာနံတရားဗျဖျားကြောလိုက်တော့ရုပ်တရားဗျဟောဖျားကြောချင်တာနံတရားကြောလိုက်တော့ရုပ်တရားအကုန်ပါမယ်ဒါရောသမမွေနော်အကုန်လုံးပရိဒါပေါ့နော်အဲ့တော့နောက်ထပ်ဘာတွေတွေ့သေးလဲတရားရှုတော့ကြည့်လေရှောက်အဲ့ဒါတွိုင်းလိုင်းစိုင်းတောက်နေဘယ်လိုတွေရှုလဲရှောက်ဘောတပ်ပုံရိတ်ချင်တာနံတရားဗျအေးဟုတ်တယ်တပ်ပုံရိတ်မှန်တယ်ဓာတ်ပုံရိုက်ချင်တာတပ်ပုံရိတ်လိုက်တော့ရုပ်တရားဗျအေးဟုတ်ပြီဒါဆိုရင်ဓာတ်ပုံရိုက်တဲ့လူတွေပြစ်မဖြစ်တော့ဘူးနော်တရားလေးနဲ့ရိုက်လိုက်နောက်ကရိုက်နေတာကရုပ်သိနေတာလေးကနန်းဟုတ်တယ်မလားအဲ့လိုပြောချင်တာလားနောက်တဲ့ဘာလို့မဖုန်းတွေပါမကြည့်ဘူးလားဗျာဖုန်းတွေပါကြည့်သေးလား Facebook တွေပါကြည့်သေးလားကြည့်ဗျာမကြည့်တော့နောက်တဲ့စာပဲကြည့်ဗျာဟမ်အင်္ဂလိပ်စာပဲကြည့်ဟောအင်္ဂလိပ်ကကြည့်တော့ဘယ်လိုရှုလဲအင်္ဂလိပ်ကကြည့်တော့ကြည့်ချင်တာနံတရားဗျာကြည့်လိုက်တော့ရုပ်တရားဗျာအေးတကားလုံးပြီးသွားအဲ့တော့အဲ့လိုရှုတော့ဘာထူးကြလို့လာလျှောက်တာလဲခုဟုတ်တပြည့်တော့မျိုးအဲ့လိုရှူအပေါ်လုံးရှူပြီးတော့ထိုင်နေတာပေါ့ပါပါဗျာအစံတော့ဝေဒနာတွေအရင်တက်နေတာဗျာဩဟုတ်လားထိုင်နေတဲ့ဝေဒနာတွေပေါ့ပါပါတူပါဗျာအရင်တော့ဝေဒနာတွေအရင်တက်နေတာပထမတူပါဗျာအဲ့လိုထိုင်နေတဲ့အချိန်မှာအဲ့လိုဝေဒနာတွေထိုင်နေတဲ့အချိန်မှာဝေဒနာတွေပေါ့ပါသွားအောင်ဘယ်လိုရှုလိုက်တာလဲဘယ်လိုတွေသိလိုက်တာလဲဟိုဤဝေဒနာကိုဒီလိုပြန်ဆွလိုက်တာဗျဝေဒနာပေါ်တာကရုပ်တရားဗျဝေဒနာပေါ်တာကိုတင်တာနံတရားဗျဩဝေဒနာဖောက်ပြန်တာကရုပ်တရားသိနေတာလေးကနံတရားအဲ့လိုရှုလိုက်တာရှုလိုက်တော့ဘာဖြစ်သွားစိတ်ထဲမှာကြည်လင်ပြီးတော့ပျော်ပါဗျာပေါ်ပါသွားတာအဲ့တော့ဘာဖြစ်သွားတာစိတ်ထဲမှာမျိုးပျော်ပါဗျာဟောပျော်သွားတာဟုတ်ပြီအဲ့တော့တရားထိုင်ရတာပျော်လားပျော်ဗျာဒါဆိုတရားလာထိုင်တာဘယ်နှခေါက်ရှိပြီလဲဦးတို့အရိယာမနိုင်လားထုတ်တာ3ခေါက်ဗျာ3ခေါက်တောင်ရှိသွားပြီเนาะအဲ့ဒါချော်လဲရောထိုင်လို့ခေါ်တယ်เนาะမှတ်တယ်ချော်လဲရောထိုင်တာ3ခေါက်ရှိပါပြီเนาะ3ခေါက်တောင်ရှိသွားပြီဟုတ်ပြီအဲ့တော့ဒီယုံနဲ့ကမ္မထံကိုသိသွားတဲ့အခါကျတော့ကိုယ့်ရဲ့ရွှေမျိုးမိဘချစ်သူတွေကိုဘယ်လိုမြင်လဲခုဟိုရစေခြင်းဗျာပို့ရစေခြင်းတယ်ဟောမဟုတ်ဘူးပြောချင်တာကိုယ်ခန္ဓာမှာယုံနဲ့နာမယ်တွေ့တယ်ဆိုတော့ကိုယ့်ရဲ့ရွှေမျိုးမိဘချစ်သူမုန်းသူတွေအပေါ်မှာဘယ်လိုမြင်လဲဘယ်လိုရှုလဲသူတို့ချစ်သူတွေမုန်းတဲ့လူတွေကိုလည်းတပြည့်တော့ရုပ်ဟိုမျိုးတက်ရှိတဘာဝရုပ်လိုပဲမြင်တယ်ပေါ့ဟုတ်ကောင်းတယ်နော်ဒါဆို30ပုံမှာဘာတွေလဲပတ်နေရတော့30ပုံမှာဘာတွေလဲပတ်နေရတွေ့လဲခုအဲ့ဒါမျိုးသူတို့လည်းဘာတွေနဲ့လဲပတ်နေတာ30ပုံမှာဟိုမျိုး
ရုပ်နံလေးဗျာ အေးယုံနံနေပဲလဲပတ်နေတာပုဂ္ဂိုလ်တော်ရဲ့လို့တွေ့သေးလား တွေ့ရဗျာ ဟောလေ30ပုံမှာ မတွေ့တော့ဗျာ မတွေ့တော့ဘာတွေပဲတွေ့တာရုပ်တရားနဲ့ နံတရားဗျာ အဲ့လားပဲတွေ့တော့တာ ဟုတ်ပါဗျာ ဟုတ်ပြီအဲ့တော့အရင်တော့ကမတိခင်နဲ့နော်အရိယမန္တန်ကိုမရောက်ခင်တော့ကစိတ်နဲ့အခုစိတ်နဲ့ဘာတွေကွာခြားသွားလဲ ဟိုမျိုးဟိုမျိုးဒီတရားမနာရှင်တော့တမီသူများပုံမှာမနာလူစိတ်တွေရှိဗျာ ဩဟုတ်လားဒီတရားကိုမကျင့်ခင်တော့ကသူများပေါ်မှာမနာလို့တဲ့စိတ်တွေရှိတယ် ဟုတ်ပါ အခု ဗျာ ဘာလို့မရှိတော့တာလဲ ဟိုမျိုးဒီတရားကိုတီးလိုက်လို့ဗျာ ဟောဒီတရားကိုသိလိုက်လို့ဩအဲ့ဒါဆိုရင်နောင်ချိုမှာနောင်ချိုမှာဖြစ်နေတဲ့ဟာကိုဘယ်လိုရှုမလဲ နှုတ်ချုံမှာဖြစ်တဲ့ဥစ္စာတွေကဟိုနှုတ်ချုံမှာစိတ်တွေဖြစ်နေတဲ့ဥစ္စာကရုပ်တရားဗျာတီးနေတာနံတရားဗျာ ဩကဲမှတ်နော်ကလေးတွေကပြောတယ်နောင်ချိုမှာစစ်ဖြစ်နေတာရုပ်တရားနော်သိလိုက်တာနံတရားကဲမှတ်တော့လူကြီးတွေမမှတ်မိမှတ်တာနော်လူကြီးတွေနော်စစ်ဖြစ်တာတော့လာမပြောနဲ့နော် ဟုတ်ဗျာ ဟုတ်တယ်အဲ့ဒါရုပ်တရားအဲ့လိုရှုလိုက်တော့ရင်ထဲမှာပူလောင်လားအေးချမ်းသွားလား အေးချောင်းပါဗျာ အေးချမ်းသွားတယ်နော်ဒါဆိုရင်အရင်တော့ကဒီနောင်ချိုမှာစစ်ဖြစ်တော့ကဒီတရားတွေကိုမကျင့်ခင်တော့ကနောင်ချိုမှာစစ်ဖြစ်နေတော့ဓမ္မကြီးကိုယ်တိုင်ဘယ်လိုခံစားရလဲအဲ့ဒီပြောပြ ဟိုမျိုးနာကျင်ခံစားရဗျာ ဟမ် နာကျင်ခံစားရဗျာ နာကျင်ခံစားရတယ်ဗောနော်နောင်ချိုမှာ ငိုချင်လို့ဖြစ်ကဗျာ ဩဟမ် ငိုချင်လို့ဖြစ်ကဗျာ ငိုခြင်းတလို့ဖြစ်တယ်နာကျင်ခံစားပြီးတော့ငိုခြင်းတလို့ဖြစ်တယ်ပေါ့နော် ဟုတ်ပါဗျာ အခုဒီတရားတွေကိုသိသွားတော့စိတ်ထဲမှာဘယ်လိုခံစားရလဲပြီးတော့ ပြောပါဗျာ ပျော်သွားတယ်နော်အဲ့တော့ဟိုပါပေါ့နော်ဟိုအကောင်းနဲ့ဆိုးနဲ့တော့ဒွန်တွဲနေတာပေါ့နော်အဲ့ဘက်မှာဒီလိုဒုက္ခတွေရောက်တော့စစ်ပြေးဖြစ်တော့ဒီဘက်ကိုပြေးလာတယ်ရန်ကုန်ပဲရောက်တော့ကိုတရားစခန်းဝင်လိုက်တယ်ဝင်လိုက်တော့ကိုယ့်အတွက်ချမ်းသာမှုဒီတရားတွေကိုရသွားတာပေါ့နော် တင်ပါဗျာ အဲ့တော့မကျင်တဲ့စိတ်တွေရှိသေးလားကို မရှိတော့ဘူးဗျာ မရှိတော့ဘူးဒါဆိုကမ္မတက္ကရဉာဏ်တမ္မာဒိဋ္ဌိပေါ့နော်ကံကံအကြောင်းကျိုးနားလဲသွားတာပေါ့ဟုတ်တယ်မလား တင်ပါဗျာ ဟောင်းပါတယ်အဲ့တော့ရင်ထဲမှာအဲ့ရနဲ့ပတ်သက်ပြီးတော့ပူလောင်တာတွေရှိသေးလားကို ရှိတော့ဗျာ မနာလိုတဲ့စိတ်တွေလည်း မရှိတော့ဘူးဗျာ စိတ်ထဲမှာအခုဘာဖြစ်နေလဲတရားလျှောက်တော့ ပြော ပြောနေတာဒါတော့ဒီတရားတွေကိုရှုမှတ်ပြီးတော့ယုံနဲ့ကမ္မထံကိုရှုမှတ်ပြီးတော့ဒကမာကြီးကအခုသေမယ်ဆိုရင်အပယ်လေးပုံငယ်ရှိတဲ့ကြာနိုင်သေးလား ကြားနေတော့ဗျာ ဘသူအာမခံပေးမှာလဲ ကိုအောင်မခံဗျာ ဒကမာကြီးကခန္ဓာမှာဘာတွေကိုမြင်လို့အာမခံတာလဲ မျိုးရုပ်တဘာဝတက်ရှိတဘာဝရုပ်တက်မဲ့တဘာဝရုပ်တွေရှိလို့ဗျာ ဩနော်အဲ့ဒါကြောင့်မျိုးအပယ်မကြနိုင်တော့ဘူးနော်ဟုတ်ပါပြီအဲ့တော့အရိယမနိုင်မှာလာကျင့်နဲ့လာမကျင့်တရားသေးတဲ့လူတွေကိုဘယ်လိုမျိုးဖိတ်ခေါ်ခြင်းနေလဲ ဟိုဒီတရားကိုရစေခြင်းဗျာ ဟောဘာလို့ရတဲ့ကျင်တာလဲကျန်တဲ့လူတွေကို ဟိုမျိုးဒီတရားအရန်ကွန်းလို့ဗျာဟိုသူများတွေကိုမနာလို့တဲ့စိတ်တွေကိုထားရင်ဒီတရားနဲ့ပြုတ်လွယ်ဗျာ ဩအဲ့လိုမနာလိုတဲ့စိတ်တွေဖြစ်ရင်တရားနဲ့ ပြုတ်အဗျာ အပျော်တယ်ဗောဟုတ်ပြီနော်မနာလိုတဲ့စိတ်တွေလည်းမဖြစ်တော့ဘူးဗောအဲ့ဒါကြောင့်မို့သူတွေကိုရတဲ့ကျင်တာဗော ပြုတ်ဗျာ ဟုတ်ပြီဟောမနောက်တဲ့ဘာပြောပြခြင်းတွေလဲဒီနေ့တရားလာကျင့်ရတာဒီမှာအရိယမလာကျင့်ရတာပျော်လား တော့ဗျာ ဟုတ်ပြီစားတော့ကတော့အစင်ရောပြေးလား ပြေဗျာ ပြေးတယ်ဘာပြောအစားတောင်းနဲ့ပတ်သက်ပြီးတော့ဘာတွေပြောပြခြင်းတွေလဲဒိုးတာရှိမှကြားခဲ့ဘူး ဒီတပြည့်တော်ဆိုတာဒီတော့ပဲဗျာ ဟောတလျှောက်ချင်တာဒီလောက်ပဲလား ဟုတ်ပါဗျာ ဟုတ်ပြီနော်အလုံးတာတုခုတ်ပြီး